အခုကျွန်တော်အမြန်လန်း0မိုင်မှာဖြစ်ပါတယ်0မိုင်ကနေပြီးတော့ကျွန်တော်မန္တလေးထိသွားပါမယ်ငလျင်လုတ်ခတ်ပြီးတဲ့နောက်ရန်ကုန်မန္တလေးအမြန်လန်းမှာကြီးကဘယ်လိုမျိုးသွားလို့လာလို့ရလဲဆိုတာလေးကိုလည်းကျွန်တော်ရိုက်ပြသွားမှာဖြစ်ပါတယ်လမ်းတစ်လျှောက်မှာရိုက်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကဧပြီလ9ရက်နေ့ဖြစ်တယ်အဲ့တော့အမြန်လန်းတစ်လျှောက်လုံးရဲ့မြင်ကွင်းအခြေအနေတွေဘယ်နေရာမှာဘယ်ဖြစ်တယ်ဆိုတာတွေကျွန်တော်တို့သွားကြည့်ကြအောင်ပါအချိန်ကအခု8:45မိနစ်ပေါ့နော်45မိနစ်မိုင်ကတော့အခု115မိုင်ကိုစဝင်ပါပြီကျွန်တော်0မိုင်ကနေတောက်လျှောက်မောင်းလာတာက115မိုင်ရောက်တဲ့အထိပေါ့0မိုင်ကနေတောက်လျှောက်မောင်းလာတာကအဲ့စုစုပေါင်းလမ်းတစ်လျှောက်လုံးမှာတော့ကျွန်တော်မြင်ခွင့်ကတော့လမ်းတစ်လျှောက်လုံးကားကောင်းကောင်းမောင်းလို့ရတယ်မူလအခြေအနေအတိုင်းမောင်းလို့ရတယ်အဲ့ကြီးမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေမတွေ့ရဘူးပေါ့နော်ပြောရင်တော့ဟို115မိုင်ထိကတော့ AC ဖြစ်တယ်လို့ခေါ်ပါတယ်ဒါပေမဲ့ဒီ115မိုင်နာရောက်တဲ့အချိန်မှာစတွေ့ရတာကဒီလမ်းလေအကွဲကြောင်းလေးတွေအချို့နည်းနည်းပါတွေ့တယ်နောက်ဘေးအုပ်လေးတွေနဲ့ပြိုနေတာတွေ့တယ်ဒါတော့ပဲကြီးမှမရှိဘူးအဲ့တော့0မိုင်ကနေ115မိုင်ထိကိုတော့လွတ်လွတ်ကျွတ်ကျွတ်အေးအေးဆေးကောင်းကောင်းမောင်းလို့ရနေတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ရှေ့မှာဒါရှေ့ဆို115မိုင်ဝင်ပါပြီ115မိုင်နာကမြင်ကွင်းဖြစ်ပါတယ်ငလျင်လှုပ်တော့115မိုင်နာလူတွေအကုန်လုံးလမ်းဖြန့်ပြေးရတဲ့ဗီဒီယိုဖိုင်တွေကတော့မြင်ဦးကြပါလိမ့်မယ်အခုတော့115မိုင်နာမြင်ကွင်းတွေကတော့အခုတော့ပုံမှန်ဒီပါပြန်ဖြစ်လာတာတွေ့ရပါတော့เนาะဆိုတော့ပြောရင်တော့ငလျင်လှုပ်ပြီးတော့ရတဲ့ဘက်နှစ်ပတ်ထဲဝင်လာတဲ့အချိန်မှာတော့ဒါတဖြည်းဖြည်းနဲ့ပြန်ပြီးပုံမှန်ဒီဘက်ပြန်ဖြစ်လာတာတွေ့ရပါတယ်အခုကျွန်တော်135မိုင်ကနေစထွက်လာပြီစထွက်လာတဲ့အချိန်136မိုင်နားရောက်တဲ့အချိန်မှာတော့ဟိုလမ်းမှာနည်းနည်းလေးဖြည်းဖြည်းလေးလမ်းလွဲလေးတွေမောင်းရတာတွေ့ရပါလိမ့်မယ်လမ်းအကွဲလေးနည်းနည်းရှိပါတယ်ဒါပေမဲ့ပြဿနာတော့မရှိဘူးဒါတွေကပုံမှန်မောင်းလို့ရတဲ့အနေထားပြီးတော့ရောက်သွားတယ်ဘာပြော136မိုင်၄ဖောင်နားမှာနည်းနည်းလေးလမ်းလွဲလေးခွဲမောင်းရတာလေးတခုရှိမယ်ဒါကတော့လမ်းတူလေးပါဆိုတော့ဒါလေးကတော့မြင်ကွင်းလေးကိုကြည့်ပါအခုကကျွန်တော်တို့အချိန်ကတော့9:00 10:00ထိုးတော့မယ်ပေါ့နော်ဆိုတော့မိုင်ကတော့138မိုင်ပေါ့ပြောရင်တော့အုတ်တွင်းလမ်းခွဲနားကိုရောက်ပြီပေါ့အမြန်လမ်းအုတ်တွင်းလမ်းခွဲနားကိုရောက်ပြီအုတ်တွင်းအရင်တော့ဆိုရင်တော့အုတ်တွင်းလမ်းခွဲဘက်ကိုအုတ်တွင်းဘက်ကိုထွက်သွားပြီးတော့မှဟိုဘက်ကတော့ရှောက်ပြန်ပြီးတော့ပြန်ပတ်တက်ပြီးတာကရဘက်ကနေပြန်ဝင်ရတယ်လို့ကျွန်တော်အချမ်းချင်းသိရတာအခုကတော့လောဆယ်အုတ်တွင်းလမ်းခွဲကိုခွတ်ထွက်စရာမလိုတော့ဘဲနဲ့အမြန်လမ်းနဲ့တောက်လျှောက်မောင်းခွင့်ရတော့ပါပြီဒီမောင်းခွင့်ရပြီပေါ့ပြောရင်တော့ဒီအမြန်လမ်းကနေမောင်းခွင့်ကိုဒီ28ရက်နေ့မတ်လ28ရက်နေ့ငလင်းလို့တုံးကတော့အဲ့ဒီနေ့ညနေဆောင်မှာလမ်းကိုပိတ်လိုက်တယ်နောက်တစ်ခုက29လည်းပိတ်တယ်ပေါ့နောက်တရက်29ပိတ်ပြီးတော့30ထိပိတ်ထားပြီးတော့31ရက်လောက်ကျမှလမ်းတွေကိုစပြန်ဖွင့်ပေးပြီးတော့ဒီလမ်းတွေပြန်ပတ်ပြီးမောင်းတာမျိုးခွင့်ပြုတာပေါ့နော်ဆိုတော့အခုကတော့ဒါတောက်လျှောက်မောင်းခွင့်ရသွားပြီဆိုတော့ဂျားထဲမှာဆောက်လို့ရေးအမြန်လန်းတာဝန်ရှိသူတွေရဲ့အမြန်ဆန်းပြင်ဆင်နိုင်ခဲ့တဲ့ကိစ္စကတော့ဘာပြောချီးကျူးစရာကောင်းပါတယ်ရက်သတ္တပတ်တောင်မပြည့်ခင်အတွင်းမှာတို့ဒီအမြန်လန်းကိုတောက်လျှောက်မောင်းခွင့်ရအောင်လုပ်ပေးသွားတာတို့ကလည်းတကယ်တော့ချီးကျူးဂုဏ်ပြုဖို့ကောင်းပါတယ်အခုမြင်ရတဲ့အတိုင်းပဲပေါ့နော်ဒီခပောင်းရဲကင်းနာပေါ့ခပောင်းရဲကင်းနာကတရားအဲ့တရားကပေ990ရှိတဲ့တရားအဲ့တရားကတော့အခုမြင်တဲ့အတိုင်းပဲလမ်းဝင်တွေကကြုံဝင်နှိမ့်ကြခြင်းတွေပါဖြစ်တယ်ပေါ့နော်ဆိုတော့မိုင်နယ်အဖြစ်ဆိုရင်တော့145မိုင်3ဖာလုံနာပတ်လဲပါပေါ့နော်အဲ့နာမှာဖြစ်တာဆိုတော့အဲ့နာကတော့ဒီလိုကြုံဝင်နေကြတဲ့အချိန်အတွက်အခုထိကားမောင်းတဲ့သူတွေကတော့အဲ့နာရောက်ရင်အချိန်လျှော့မောင်းရပါတယ်ကားကတော့ခုနဟိုအနှိမ့်မြင့်လေးတော့မောင်းတာတွေ့ရတယ်အဲ့တော့ဒါလေးကတော့ဒါကြည့်ရတာဒါကြောင့်မို့လို့လဲအုတ်တွင်းလမ်းခွဲကနေပြီးတော့အားလုံးကကိုယ်ခိုင်းတာဖြစ်မယ်အခုတော့လောဆိုတော့အဲ့ဒါအခုပြန်တော်ပြင်ထားလိုက်လို့အခုကျွန်တော်တို့ဒီလိုမောင်းလို့ရတယ်တော့ကအနှိမ့်မြင့်တက်ကြဒီလိုလှိုင်းကိုချက်ခွက်လေးမျိုးနှိမ့်မြင့်တက်ကြကြီးဖြစ်နေတာတော့တွေ့ရတယ်ဒါတော့ခပောင်းရဲကင်းနာ145မိုင်3ဖာလုံနာကမြင်ကွင်းနဲ့အခြေအနေကိုပြပြတာပါဒါကအမြန်လန်းရွာသစ်ရဲကင်းနာ154မိုင်နာကမြင်ကွင်းပေါ့နော်ဒီ154မိုင်နာမြင်ကွင်းကတော့ဗာလဲဆိုတော့လမ်းတွေကတော့ကောင်းကောင်းမောင်းလို့ရတယ်ဒါပေမဲ့ခုနဒီလမ်းမှာ error ဖြစ်နိုင်တဲ့အရာလေးတွေတော်တော်ဖြစ်နေရလေးရှိတော့ဘာပြောကားလေးတွေဖြည်းဖြည်းဒီနားလေးမောင်းမှုတဲ့လမ်းလေဟွာလေးတွေသတိပေးဆိုင်းလေးတွေချတာတွေ့ရတယ်ဆိုတော့ဒါကြည့်ရတဲ့ငလျင်တော့ဒီနေရာတော်ထိခိုက်ခံစားခဲ့ရဘူးတဲ့နေရာတဲ့တခုဖြစ်ပုံရပါတယ်เนาะအဲ့တော့လမ်းလေးကအခုရှေ့မှာလဲအခုမြင်ရပါလိမ့်မယ်154မိုင်အကျော်လေးတွေမှာတောက်လျှောက်154မိုင်156မိုင်ကြားထဲမှာကားတွေအကုန်လုံးကတော့အရှိန်နဲ့မောင်းပဲဖြည်းဖြည်းနဲ့လှိမ့်နေကြတာတော့တွေ့ရ164မိုင်6ဖာလုံးပေါ့เนาะအဲ့ဒီမှာတော့ကားတန်းဖြစ်သွားတယ်ပေါ့เนาะဒီနေ့ဧပြီလ9ရက်နေ့အချိန်ကတော့10:23ပေါ့နော်23အဲ့အချိန်မှာအခုဒါ164မိုင်4ဖာလုံးမှာကားတန်းဖြစ်သွားတယ်ပြောရရင်တော့ဗျာခုနကကားတစ်စီးကတော့ရှေ့ရရင်ဖြတ်ကျော်ပြီးတော့သူများကြီးတန်းစီတော့မစီဘဲနဲ့ကြော်ခွသွားတဲ့ကားစီးလေးတွေ့ရတယ်အနက်ရောက် Alpha ရင်တစ်စီးပေါ့အဲ့လည်းတွေ့ရတယ်ဆိုတော့ဘာလို့တန်းစီနေရလဲဆိုတော့ကျွန်တော်မြင်တာတော့ရှေ့မှာဒါ
ကြည့်ရတာလမ်းပြင်နာတွေလမ်းကိုနှိမ့်နာလမ်းသားနှိမ့်နာတွေကိုပြန်ပြင်နေတဲ့အနေအထားကြောင့်သူပြန်ပြီးတော့လုံနေတဲ့ကြောင့်ကားတစ်စီးချင်းစီပြည့်ဖြတ်တဲ့သဘောလိုယူဆတယ်ပြီးတော့ရှေ့မှာတရားလေးတွေရှိတာဟုတ်ဗျရှေ့မှာတရားအသေးလေးတွေရှိတယ်ကြည့်ရဒီရှေ့ရတရားကဒါတစ်ခု error ဖြစ်ထားတဲ့ငလေကြောင့်တစ်ခုထိခိုက်ထားတဲ့ပုံပေါ်ပါတယ်ဒါကြောင့်မလို့ကားတွေကိုဖြည်းဖြည်းချင်းတစ်စီးချင်းဖြတ်ခိုင်းနေတယ်လို့ကျွန်တော်မြင်ပါတယ်နော်အဲ့တော့ရှေ့ရမြင်ကွင်းလေးကိုကျွန်တော်တို့ကြည့်ကြအောင်ပါနော်အားလုံးမြင်ရတဲ့အတိုင်းပဲလမ်းလုံသားတွေလည်းလမ်းပေါ်မှာရှိတယ်သူတို့လမ်းတွေလိုက်ပြီးတော့တခြားလိုက်ပြင်နေကြတာတွေ့ရတယ်ဒါတွေအကုန်လုံးတော့ urgent အမြန်လုပ်ကြတဲ့မြင်ကွင်းတွေပါပဲဒီပေါ်ကတော့ရှေ့မှာတော့ဒါတရားရှိတာဟုတ်ဗျာနော်ဒါဟိုပြောရရင်တော့နေပြီးတော့နားရောက်ခါနီးလေးဒီရောက်ခါနီးလေးတရားတွေအများကြီးရှိတယ်နေပြီးတော့နားရောက်ခါနီးတရားတွေတချို့တရားတွေဆိုရင်ကျိုးသွားပြီးတစ်ဖက်ပဲဖြတ်လို့ရတာမျိုးပေါ့နော်အခုဒါရှေ့ကတရားဆိုရင်တစ်ဖက်ပဲဖြတ်ရတယ်လို့ကျွန်တော်မြင်ပါတယ်ဒါတော့တရားကရှေ့ကတရားကကျိုးထားတဲ့အခါကျတော့ကျိုးထားတဲ့တစ်ဖက်ပေါ့နော်ဒီပြောနေပြည်တော်ဘက်ကနေရန်ကုန်ကိုဥတည်ထားတဲ့ချမ်းဘက်ချမ်းကားတွေဖြတ်လို့မရတဲ့ခါကျတော့ကျွန်တော်တို့ရန်ကုန်ကနေနေပြည်တော်ဘက်ကိုဥတည်တဲ့ဘက်ချမ်းကနေပဲအားလုံးကဒီတရားတစ်စင်းကိုနှစ်ဖက်မျှသုံးနေကြတယ်မြင်ကွင်းမျိုးပေါ့နော်ဆိုတော့အခုကအားလုံးကဒီမှာငလျင်ပေးတဲ့ပြည်သူတွေတဲ့ကယ်ဆယ်ရေးကနေပြန်လာတဲ့ကားတွေလည်းတွေ့ရတယ်အဲ့လိုပဲခီးသွားကားတွေလည်းတွေ့ရတယ်ဒါမြင်ကွင်းတွေကတော့မြင်ကွင်းတွေအရဆိုရင်တော့ကားတန်းကတော့ဟိုဘက်ကကားတန်းလာပြီးမှတွေ့ကားတန်းထွက်လို့ရမယ်ဆိုတဲ့ပုံမျိုးတော့တွေ့ရတယ်ကဲကျွန်တော်အခု165မိုင်စွာချောင်းတရားပေါ့နော်ကျွန်တော်ဒီလိုပဲနားလည်ပါတယ်စွာချောင်းတရားကကျွန်တော်တို့ကားတန်းအလှည့်ပေါ့နော်ကျွန်တော်တို့ဘက်ချမ်းအလှည့်စပြီးတော့သွားနေတာပါကျွန်တော်တို့ဒီဘက်ချမ်းသွားနေတဲ့ချိန်မှာတော့ဟိုဘက်ချမ်းကတော့ခဏစောင့်အောင်တော့ဟိုလမ်းရဲ့အလဲကောင်မှာဆိုရင်တည့်တဲ့အတိုင်းပဲအကြောင်းကြီးထားသွားတာခင်ဗျားတို့တွေ့ရပါလိမ့်မယ်အကြောင်းတွေထားပြီးတော့လမ်းအလဲကောင်တွေအကွဲသွားတယ်လမ်းဘေးသားတွေနှိမ့်ဆင်းကြသွားတာရှိတယ်နောက်တရားချင်းကလမ်းတွေလည်းတချို့ဟိုဟာတွေမှာနှိမ့်ဆင်းတာတွေရှိအောင်ရှိလိမ့်မယ်ဒါကြောင့်မလို့ဒီနောက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်းတခြားစောင့်ပေးတယ်မှာရဲတပ်ဖွဲ့ဝင်တွေလည်းမြင်ရတယ်ပေါ့နော်နောက်တစ်ခုကဒီတရားဆောက်လို့ရေးတရားပြင်ဆင်ရေးဖွဲ့တွေကလည်းစတခြားလှုပ်ပေးနေတာတွေ့ရတယ်အခုဒီမှာဒါဆိုရင်လမ်းအလဲကောင်ဆိုရင်လမ်းကြောင်းအလဲကောင်ဆိုရင်အကွဲကြောင်းတွေထသွားတာကိုတွေ့ရတယ်နော်နောက်တစ်ခုကတရားအစင်းနာဆိုလို့ရှိရင်တရားအစင်းတန်နာဆိုလို့ရှိရင်ကရိန်းတွေနဲ့ချပြီးတော့တရားပေါ်မှာကားတွေဖြတ်လို့ရအောင်လိုက်ပြီးတော့ပြင်ဆင်ပေးနေတာတွေ့ရတယ်ဟုတ်နော်စွာချောင်းတရားကတော်တော်လေးထိခိုက်သွားတဲ့ပုံရပါတယ်ဘာလို့လဲဆိုဟိုဘက်ချမ်းဆိုရင်ကျွန်တော်တို့နေပြည်တော်ဘက်ကနေရန်ကုန်ကိုသွားမယ့်အချမ်းဆိုလို့ရှိရင်လုံးဝကိုပိတ်ထားပါတယ်။တရားတွေလည်းကျိုးပက်သွားတဲ့သဘောပေါ့နော်။ဒါငလျင်ရဲ့ဒဏ်ကတော်တော်ထိခိုက်ပါတယ်။ဆိုတော့ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်လည်းဒါကားတွေကမောင်းလို့ရဆိုရင်တလန်းမောင်းပုံစံမျိုးပဲရပါတယ်။တလန်းမောင်းပုံစံမျိုးပဲလှုပ်ထားပေးပြီးတော့ကျွန်တော်တို့ဒါယာယီဖြတ်လို့ရတော့တာပေါ့။တပြိုင်နဲ့ကားတွေအများကြီးဖြတ်လို့မရတော့သေးတဲ့အနေအထားမျိုးထိဖြစ်နေပါဘူး။ဒါမှလည်းဖြတ်လိုက်လို့ရှိရင်တရားတွေကြက်ခိုင်မှုမရှိပဲပြိုကျသွားမှလို့ဆိုရချင်ပါတယ်။ဒါကြောင့်ကားကိုတစ်စီးချင်းစီတစ်ဖွဲ့ချင်းစီတစ်ဖက်ချင်းစီလွှတ်တာတွေ့ရတယ်။နေပြီးတော့ဘက်ကနေရန်ကုန်အသွားဘက်အချမ်းပေါ့နော်စွာချောင်းတရားပစ္စည်းမှုကတော့တော်တော်ကြီးတယ်ဗျဟိုခုမြင်ရတဲ့အတိုင်းဆိုရင်တရားအလေကောင်၃ကျိုးအလေကောင်နားပေါ့နော်တရားအလေကောင်နားပါဆိုရင်အကွဲကြောင်းထားအကုန်ကျိုးကြီးပိတ်ပြီးကုန်တာလေဒါအခုမြင်ရပါတယ်ဟိုရှေ့မှာဆိုရင်ဒါဘေလီတရားတွေတော့ထိုးထားတဲ့သဘောရှိတယ်ဘာပဲပြောရှေ့ဆိုရင်ဒါဘေလီတရားထိုးပေးထားတဲ့သဘောရှိတယ်ဘေလီတရားထိုးပြီးတော့မှပဲကျွန်တော်တို့ကားတွေဖြတ်လို့ရတယ်ပြောရရင်တော့28ရက်နေ့ဖြစ်တယ်28ရက်နေ့ဖြစ်ပြီးတော့28မှာကားတွေဖြတ်လို့မရဘူး29မှာဖြတ်လို့မရဘူး30မှာလည်းဖြတ်လို့မရဘူး31ထိတောင်ကျွန်တော်တို့ဖြတ်လို့ရတယ်လို့မကြားပါဘူး။နောက်တရက်နေ့လောက်ကြာမှာပဲဒီစွာချောင်းတရားကိုဖြတ်လို့ရတယ်ဆိုတဲ့သဘောမျိုးထိကျွန်တော်တို့ပြန်ကြားရပါတယ်။ဆိုတော့ဘာပဲပြောအမြန်လန်းတစ်လျှောက်ကတော့ဒီရန်ကုန်နဲ့နေပြီးတော့ကြားမှာစွာချောင်းတရားကတော့ထိခိုက်နေတာမှုအကြီးဆုံးလို့တော့ပြောလို့ရပါတယ်။ဒါရန်ကုန်ဘက်ကိုပြန်မဲ့ကားတွေကတော့အခုလိုမျိုးကျွန်တော်တို့သူတို့အလှည့်ကြအောင်စောင့်နေပါတယ်။တန်းစီစောင့်နေတော့တွေ့ရပါတယ်။အခုကျွန်တော်နေပြီးတော့200မိုင်ဂိတ်ပေါ့နော်200မိုင်တိုးဂိတ်ကိုဝင်ပါတော့မယ်ပြောရရင်တော့ရန်ကုန်ကနေပြီးတော့0မိုင်ကနေပြီးတော့နေပြီးတော့ထိပေါ့မိုင်200မိုင်တိုးဂိတ်ထိကျွန်တော်ရောက်ခေတ်တောက်လျှောက်မောင်းလာခဲ့တဲ့လမ်းတစ်လျှောက်မှာတော့အဆိုးအဝါးဆုံးနေရာဆိုလို့ရှိရင်တော့165မိုင်ပတ်ချလဲတစ်ဝိုက်
စွာချောင်းတရာတကတော့အဆိုအဆုံးပေါ့နော်ကျန်တဲ့နေရာတွေအကုန်လုံးကတော့ဟိုပုံမှန်နီးပါးမောင်းလို့ရတယ်မူလအခြေအနေရဲ့မူလအခြေအနေ100ရာခိုင်နှုန်းမဟုတ်ရင်တော့90ရာခိုင်နှုန်းထက်မနည်းကောင်းကောင်းမောင်းလို့ရတာတွေ့ရပါတယ်ဆိုတော့ဘာပဲပြောရန်ကုန်ကနေနေပြည်တော်ကိုသွားမဲ့လူတွေအတွက်ကတော့အရင်ဘာမှဟိုစိုးရိမ်စရာမရှိဘဲနဲ့သွားလို့လာလို့ရတဲ့အဆင့်ရောက်သွားပါပြီအဲ့တော့ကျွန်တော်မိုင်းနေယာတိုးဂိတ်ကိုရောက်ပြီးရင်တော့ကျွန်တော်ပြီးရင်မန္တလေးကိုဆက်ပြီးထွက်ပါမယ်အဲ့တော့လောလောဆယ်တော့အားလုံးသိအောင်ပြန်ပြောရရင်တော့ဒီလမ်းတစ်လျှောက်မှာမြေသားနှိမ့်ကျကျုံဝင်တဲ့နေရာတွေအနည်းငယ်ရှိတယ်နောက်တစ်ခုကပျက်စီးတဲ့နေရာအနည်းငယ်ရှိတယ်သို့တော်လည်းမြေသို့ပင်ရှိစေကမို့အဆိုးဆုံးကတော့165မိုင်နာပတ်လက်တဲ့ကတဝိုက်ကစွာချောင်းတရာတချမ်းပဲမောင်းလို့ရတယ်တချမ်းတောင်ပဲတစ်စီးချင်းစီပဲဖြတ်လို့ရတာကလွဲပြီးရင်ကျွန်တော်အကုန်လုံးကအဆင်ပြေနေသေးလို့ပြောချင်ပါတယ်အဲ့တော့ရန်ကုန်ကနေနေပြီးတော့လာမယ့်လူတွေအကုန်လုံးကစွာချောင်းတရားနေရာလေးတစ်ချက်ကိုပဲကြီးထားဖို့ပဲပြောချင်ပါတယ်ကျွန်တော်ကတော့ပုံမှန်တိုင်းမောင်းလို့ရတယ်ဆိုတာလေးကိုတော့ကျွန်တော်သတင်းစကားပါပြစီခင်ဗျဘလို့ဆိုတော့အခုကျွန်တော်200တမိုင်တိုးဂိတ်ကိုစဝင်ပါပြီပြီးရင်တော့ကျွန်တော်ပြန်နေမန္တလေးကိုဆက်တော့ shot တရက်ဆက်မောင်းပါမယ်ခင်ဗျာလောဆယ်200တမိုင်တိုးဂိတ်မှာကျွန်တော်ရဲ့ဖွဲ့တွေကိုခဏတော့စောင့်လိုက်ပါဦးမယ်ကျွန်တော်ဖွဲ့တွေရောက်လာပြီးမှပဲနောက်ကကျွန်တော်ဖွဲ့ရောက်လာပြီးမှကျွန်တော်ဆက်ထပ်ပါမယ်လို့ဆိုတော့နေပြီးတော့200တမိုင်မှာပဲခဏကားရက်ပြီးတော့စောင့်လိုက်ကြတော့အခု7နာရီခွဲပေါ့နော်7နာရီခွဲမှာပဲကျွန်တော်နေပြီးတော့200တမိုင်ကနေပြီးတော့မန္တလေးကိုစပြီးတော့ထွက်ပါပြီမန္တလေးကိုတော့ရှောက်မောင်းပါမယ်အဲ့တော့နေပြည်တော်ကနေမန္တလေးတစ်လျှောက်မြင်ကွင်းတွေကတော့ဘာတွေမြင်ရမလဲကျွန်တော်မသိသေးပါဘူးဘာလို့ဆိုတော့ငလျင်လှုပ်ပြီးနောက်ပိုင်းမှာကျွန်တော်ဒါပထမဆုံးချိန်ပြန်သွားပြီးတော့မန္တလေးကိုသွားကြည့်မှာဖြစ်တဲ့အတွက်လမ်းမှာကျွန်တော်ဘာတွေမြင်ရမလဲမသိဘူးကျွန်တော်လည်းစိတ်ဝင်စားတယ်ပြီးတော့ကျွန်တော်ဘယ်လောက် speed နဲ့မောင်းလို့ရမလဲဆိုတာလည်းမသိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့စိတ်ဝင်စားနေကျွန်တော်ဆက်ပြီးတော့ဒီလမ်းခီးအကြောင်းဆက်ပြောပေးသွားပါဦးမယ်နော်အခုတော့200မိုင်ရောက်ပါပြီခင်ဗျာအခုကျွန်တော်နေပြည်တော်ကနေမောင်းလာတာပေါ့နော်နေပြည်တော်မှာ200တမိုင်နေမောင်းလာတာကနေအခုမိထ္ထီလာလမ်းခွဲ284မိုင်285မိုင်ပေါ့ဗျာ285မိုင်ကိုရောက်ပါပြီအဲ့တော့နေပြည်တော်200တမိုင်ကနေ285မိုင်အထိဇက်တိုက်ကျွန်တော်မောင်းလာတာလမ်းမှာပွင့်လည်းပြောရင်တော့အေးစစ်ချောကျူပဲဘာမှငလင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုကြီးကြီးမားဘာမှမရှိဘူးကောင်းကောင်းမော်တိုက်ရိုက်မောင်းလို့ရတယ်ပို့ပြီးတော့ဘယ်လိုခေါ်လဲဆိုတော့အရင်ပုံစံနဲ့ရာနှုန်းပြမဟုတ်တော့69ရာခိုင်နှုန်းလောက်ကကောင်းကောင်းမောင်းလို့ရရှိတယ်အဲ့တော့ရန်ကုန်ကနေပြီးတော့နေပြည်တော်ကနေပြီးတော့ခုမိထ္ထီလာအထိကိုခင်ဗျားတို့အနေနဲ့လွတ်ကျွတ်ကောင်းကောင်းမောင်းလို့ရတယ်ဆိုတော့တွေ့ရပါလိမ့်မယ်အဲ့တော့ဒါကတော့ခုလောဆယ်မိထ္ထီလာလမ်းခွဲကတိုးဂိတ်ကိုကျွန်တော်ရောက်ပြီးဖြစ်ပါတယ်အခုမိထ္ထီလာ285မိုင်လမ်းခွဲကနေစပြီးတော့အခုကျွန်တော်မန္တလေးကိုဆက်ပြီးတော့ချီတက်ပါပြီမန္တလေးစချီတက်ပါပြီအဲ့တော့285မိုင်မိထ္ထီလာကနေပြီးတော့မန္တလေးအထိဘယ်လိုမျိုးအခြေအနေမျိုးတွေမြင်အောင်လို့တော့မသိရသေးဘူးလမ်းအခြေအနေပေါ့နော်ကျွန်တော်ထင်တယ်အဲ့ဒီဘက်မန္တလေးနားရောက်လေပျက်စီးဆုံးရှုံးမှုတွေနဲ့တွေ့ရလေဖြစ်နိုင်ရရှိပါတယ်အဲ့တော့လောလောဆယ်ရှေ့ကိုဆက်ပြီးတော့ကြည့်ကြတာပေါ့ခါတကုန်းရဲကင်းအခုက318မိုင်တစ်ဖာလုံး318မိုင်နှစ်ဖာလုံးပေါ့နော်ဆိုတော့နောက်3ဖာလုံး4ဖာလုံးလောက်ရောက်လို့ရှိရင်319မိုင်ဆိုတာရှိမယ်319မိုင်ဆိုတာကအားလုံးသိတဲ့အတိုင်းပဲမကြာခဏဆိုသလိုငတိုးကြီး PDF ကတက်လာပြီးတော့သူတို့ကဒီလမ်းပေါ်တက်လာပြီးတော့လူတွေကိုစစ်ဆေးတယ်မင်းမြတ်နေဆိုတဲ့ပုံစံမျိုးနဲ့လှုပ်လို့ရှိတဲ့319မိုင်ဆိုတာအဲ့လိုနေရာပါပြီးတော့မကြာခဏဆိုသလိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုချောင်းချောင်းပြစ်ခတ်တာတွေလုပ်တဲ့နေရာလည်းပြောလို့ရတယ်အဲ့တော့319 320 321အဲ့ဒီပတ်ဝန်းကျင်ဟာမတိုးကြီး PDF တွေခဏတက်လာတဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာကိုကျွန်တော်ဖြတ်တန်းနေတာဖြစ်ပါတယ်လမ်းတစ်လျှောက်ကတော့တော်တော်လေးကောင်းတယ်ဘာမှငလျင်တန်းကြောင့်ထိခိုက်ဆုံးရှုံးထားတာတော့ဘာမှမရှိဘဲနဲ့တော့ဆင်ပြေနေတာကိုတော့တွေ့ရတယ်အခုဒါ319ကိုရောက်ပါပြီဆိုတော့ဒီမတိုးကြီး PDF အဖွဲ့ကဘလို့နီးလန်းနဲ့ဒီပေါ်တက်လာတယ်ဆိုတော့ကျွန်တော်တော်တော်စိတ်ဝင်စားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ319မိုင်320 321အဲ့ဒီနေရာတွေကပုံဆိုင်နေတဲ့တောအုပ်တွေကြီးမားမရှိဘူးဗျမရှိဘူးပြီးတော့ဘာခေါ်လဲဆိုတော့မြေပြန့်ကြီးလေးဖြစ်တယ်တောတောင်တွေအရင်ကြီးကြလဲမဟုတ်ဘူးအဲ့တော့မဟုတ်ဘဲနဲ့သူတို့ဘလို့များရအောင်တက်လာသလဲပေါ့နော်အဲ့ဒီမေခွန်းကကျွန်တော်တော်စဉ်းစားခက်တယ်ပေါ့နော်နောက်တစ်ချက်ကဒီနားတော့မှာလည်းရဲကင်းတွေကျွန်တော်တွေ့ရတယ်ရဲကင်းလေးတွေအများအပြားကျွန်တော်တွေ့ရတယ်ဆိုတော့ရဲကင်းလေးတွေလည်းရှိပါလေနဲ့ဒီနရိုးကြီး PDF တက်လာဆိုတာပြောရဆိုတော့ဒီနားမှာတော့ရဲကားတ
တစ်စီးတွေ့တယ်ဒါရဲကင်းတစ်ခုကျွန်တော်ဒီမှာမြင်ရတယ်ပြောရရင်တော့319မိုင်319မိုင်9ဖာလုံးတော့ရဲကင်းလေးဂိတ်ရဲစကန်သေးသေးလေးတစ်ခုရှိတယ်အဲ့ပြီးတော့ဟိုမှာရဲဟိုကားစီးလေးတွေ့ရတယ်ဆိုတော့ဒီလိုမျိုးရဲကင်းလေးရှိရကြားရဲရသူတို့တက်လာပြီးတော့ရုတ်တရက်ချောင်းမြောင်းပြစ်ခတ်ထွက်ပြေးဒါမျိုးလုပ်တယ်ဆိုတာသူတို့လည်းတော်တော်လေးတော့စွန့်စားကြတယ်သူတို့လည်းတော်တော်စွန့်စားကြတယ်လူကြီးတစ်ပုံနေဘက်ကပြန်ကြည့်မဆိုရင်သူတို့လည်းသတိပေါ်ရောတာကြတယ်အဲ့တော့ဒီလမ်းပေါ်တက်လာတဲ့ကိစ္စတွေကိုမတားနိုင်မစီးနိုင်တာဟာသက်ဆိုင်ရာဒီဇက်အာဏာပိုင်ဖွဲ့စည်းတွေနေတော့တော်တော်လေးတော့ပေါ်ရတယ်လို့ပဲပြောမလားပေါ့နော်အဲ့လိုတော့တွေ့ရတော့တွေ့တယ်ဘူးလို့ဆိုတော့ကျွန်တော်318 319 320ကိုရောက်လာပါပြီရှေ့ဆိုနေတာ320မိုင်လေးကိုစဝင်တော့ပေါ့နော်ဒါရှေ့မှာမြင်ကွင်းလေးပေါ့အမြန်လန်း345မိုင်ရောက်တဲ့အခါကျရင်ကျွန်တော်တို့ကညာဘက်လမ်းတိုင်းမဟုတ်တော့ဘဲနဲ့ဘယ်ဘက်လမ်းဘက်ကိုချိုးရပါတယ်ချိုးပြီးတော့တောက်လျှောက်မောင်းမယ်တောက်လျှောက်မောင်းပြီးတော့ကျွန်တော်တို့တဖြည်းဖြည်းချင်းဒီဘယ်ဘက်လမ်းကနေပြီးတော့ညာကပ်ပြီးမောင်းတော့ပေါ့နော်ဘယ်ဘက်လမ်းကနေညာကပ်ပြီးမောင်းပြီးတော့ကျွန်တော်တရားဖြတ်ကူးလေးစောင့်မှာပေါ့နော်ရှေ့မှာ345မိုင်9ဖာလုံးမှာ345မိုင်9ဖာလုံးနဲ့345မိုင်10ဖာလုံးမှာတရားတစ်စင်းရှိတယ်အဲ့ဒါကြီးပြန်ပြင်နေရပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့တရားအနေဖြတ်လို့မရတဲ့အခါကျတော့နော်တရားနာမည်တော့ကျွန်တော်လွတ်မရဘူးကျွန်တော်မသိဘူးအဲ့တော့ဒါပေမဲ့သို့တော့349မိုင်10ဖာလုံးပေါ့နော်အဲ့မှာတော့348မိုင်ပေါ့အဲ့မှာတော့တရားတစ်စင်းကျော်ဖြစ်တယ်ကျွန်တော်တို့လမ်းဘေးကိုဆင်းပြီးတော့ဒါမောင်းရတဲ့မြင်ကွင်းပေါ့နော်ဆိုတော့အမြန်လန်းတစ်လျှောက်လုံးမှာကျွန်တော်လမ်းဘေးဆင်းမောင်းရတာဆိုလို့ကျွန်တော်တစ်လျှောက်လုံးပေါ့0မိုင်ကနေရန်ကုန်အထိကိုကြားထဲမှာလမ်းဘေးဆင်းမောင်းရတာနေရာလေးတိတိလေးတစ်ခုရှိတယ်နေရာတိတိလေးပါကြားထဲဆင်းမောင်းတော့တိတိလေးပါဒီကောက်ဒီတစ်ခုကတော့နည်းနည်းရှိတယ်ပေါ့လမ်းဘေးဆင်းမောင်းရတာနည်းနည်းရှိတယ်အဲ့တော့ဒီလိုဆင်းမောင်းနေဟိုဘက်မှာတော့လမ်းမှာပြင်နေရတော့မြင်ရပါလိမ့်မယ်အဲ့တော့ဒီကတော့လမ်းဘေးဆင်းမောင်းတဲ့ဟာလေးကိုပြတာပါကဲဒီလိုတော့ရှိပါတယ်တရားကဒီတရားကဘာတရားလို့ခေါ်လဲဆိုတော့ကျွန်တော်လည်းမမြင်ဘူးမတရားနာမည်ကျွန်တော်မသိဘူးဖြစ်တယ်လို့ဆိုတရားတော့သူတို့အစိုးရတာဝန်ရှိသူတွေကတော့တိဆောက်ဖို့ကြိုးစားနေပါတယ်နောက်တစ်ခုကတရားကိုကြည့်ရတာဘေလီတရားအရင်ထိုးမယ်လို့ယူဆပါတယ်ဘေလီတရားထိုးပြီးတဲ့နောက်မှာတော့သူတို့ကြည့်ရတာဘာပြောကြည့်ရတာတရားကိုဘေလီတရားထိုးတဲ့နောက်မှာသူကားကြီးဖြတ်ကုန်ပြီးမှထင်တယ်မှာဘေလီတရားယာကြီးတော့စပြီးတော့စမ်းနေတာတွေ့ရတယ်ဘေလီတရားယာကြီးစမ်းနေတာတွေ့ရတယ်ဆိုတော့သိမကြခင်ဒီကောင်ကြည့်ရတာဘေလီတရားထိုးပြီးတော့ကျွန်တော်တို့ကားတွေဒီဘိုးကဖြတ်သွားလို့ရတော့မယ်လို့လည်းအမှန်ပါတယ်နောက်တစ်ပတ်တော့ဆိုသေချာဖို့နောက်တစ်ပတ်တွင်မှာတော့သေချာဖို့ကားတွေဖြတ်မောင်းလို့ရလိမ့်မယ်လို့ယူဆရဗျာနော်ဆိုတော့ကဲခုဒါအမြန်လမ်းပေါ်ကိုကျွန်တော်တို့ဘေးလမ်းလေးနဲ့အမြန်လမ်းပေါ်ကိုပြန်ပြီးတော့တက်နေပါပြီစတက်နေပါပြီပြောရင်တော့ဘေးလမ်းလေးကိုဆင်းမောင်းတဲ့ကားအချိန်ကာလ10မိနစ်လောက်ပဲရှိပါတယ်10မိနစ်လောက်ပဲရှိပါတယ်ဆိုတော့အမြန်လမ်းတစ်လျှောက်လုံးမှာအဲ့လိုဘေးလမ်းဆင်းမောင်းတာ2နေရာရှိတယ်ပထမတစ်နေရာကတော့တစ်ချက်ကလေးပဲကိုယ်လိုက်ရုံပါပဲဒုတိယတစ်နေရာကတော့10မိနစ်လောက်အောက်ဘေးကိုဆင်းမောင်းရုံလေးပါပဲပြီးရင်တော့ကျွန်တော်တို့လမ်းပေါ်အမြန်လမ်းပေါ်ပြန်တက်မယ်တက်ပြီးတိုင်းကျွန်တော်တို့ရဲ့ပုံမှန်မောင်းနေကြညာချမ်းအတိုင်းသွားကြမယ်ပေါ့နော်ရှေ့ရောက်ရင်တော့အဲ့လိုသွားမှာပဲဆိုတော့လမ်းတွေကတော့အကွဲကြောင်းတွေတော့အများကြီးတွေ့ရတယ်တော်တော်လေးကိုကွန်ကရစ်တွေအချက်လိုက်ကြီးတွေကွဲသွားတဲ့သဘောမျိုးတွေ့ရတယ်ခင်ဗျာဟိုကွန်ကရစ်ကလမ်းခင်းထားတဲ့ကွန်ကရစ်ချက်လိုက်ကြီးကွဲသွားတာကိုတွေ့ရတယ်ဘေးဒီဘေးမှာတက်ဘေးမှာပြထားတဲ့အကာယံတုံးတွေကလည်း barrier တုံးတွေကလည်းတုံးလုံးတွေပက်လက်တွေလဲကုန်တာတွေလည်းတွေ့ရပါတယ်ခင်ဗျာဆိုတော့ဒါဒီနေရာမှာတော့ဒါအမြန်လမ်းမှာထိခိုက်မှုကြီးမှရှိခဲ့တဲ့နေရာတစ်ခုလို့ပဲပြောလို့ရတယ်ပေါ့နော်အမြန်လမ်းတစ်လျှောက်မှာအဲ့တော့အခုကတော့348မိုင်348မိုင်sorry 346မိုင်3ဖာလုံးဗျဒီဘက်ကြာပြကြည့်346မိုင်3ဖာလုံးဖြစ်သွားပါတယ်เนาะအဲ့လိုတော့မြင်ခွင့်ရတွေ့ရပါတယ်ခင်ဗျာအခုကျွန်တော်မန္တလေးဟိုဘာခေါ်လဲဆိုတော့မန္တလေးလေစိတ်လမ်းကွဲနောက်မန္တလေးမြို့အဝင်အဲ့နေရာလမ်းစုံကြီးရောက်လာပါပြီမကြခင်မန္တလေးမြို့တွေကိုခဏနေဝင်ပါမယ်အဲ့တော့အမြန်လမ်း0မိုင်2မန္တလေးပေါ့နော်မန္တလေးအထိဒါလည်းခီးစဉ်ကတော့တော်တော်လေးဒါအောင်မြေရောက်လာပြီပေါ့နော်လမ်းမှာတော့ကျွန်တော်တို့ဘာမှအများကြီးတားဆီးခဲမရှိအဆင်ပြေသွားနေရောက်လာတာတွေ့ရတယ်ပြီးတော့ငလျင်ကြောင့်ထိခိုက်ခံစားရတဲ့လမ်းတွေလည်းပျက်စီးတာအများကြီးသိမတွေ့ရဘူးဆိုတော့ဘာပဲပြောအမြန်လမ်းကို0မိုင်ကနေပြီးတော့ဒီမန္တလေးအထိတိုက်ရိုက်မောင်းလာခြင်းတဲ့သူတွေအတွက်ကတော့ okay တယ်အားလုံးအဆင်ပြေနေပြီလို့ပြောလို့ရတယ်အဲ့အတွက်လည်းသက်ဆိုင်ရာတာဝန်ရှိတဲ့လမ်းကိုအကောင်းဆုံးဖြစ်အောင်လိုက်မြန်ဆုံးပြင်ဆင်ကြတဲ့လမ်းလုပ်သားတွေနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေလည်းတကယ်ပဲဘာပဲပြောသူတို့လည်းချီးကျူးကုန်ပြီပါတယ်အဲဒါဆိုမြန်ဆန်သူတို့10ရက်အတွင်းမှာမြန်ဆန်သူတို့လုပ်ပေးနိုင်ခဲ့တာကိုတော့တွေ့ရတယ်ပေါ့နော်ဒါလေးကကျွန်တော်ပြောချင်တာပါအဲ့တော့မကြခင်မှာရှေ့ကြရင်တော့ဒုဋ္ဌဝတီမြကူးတရားကျိုးတဲ့နေရာနာကိုရောက်ပါမယ်အဲ့ကြရင်ကျွန်တော်သွားကြည့်ပါဦးမယ်နော်
အခုကကျွန်တော်တို့မန္တလေး352မိုင်ပေါ့နော်352မိုင်ကနေပြီးတော့ကျွန်တော်တို့အဝိုင်းဘက်ကနေပြီးတော့ကျွန်တော်တို့မန္တလေးဘက်ကိုမြင့်ငယ်ဘက်ကိုချိုးပြီးတော့တောက်လျှောက်မန္တလေးမြို့ကိုသွားမှာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ဒီအမြန်လမ်းတိုင်းဆက်ပြီးတော့352ခိုင်တဲ့ဆက်ပြီးဟိုဘက်ဆက်မောင်းသွားလို့ရတယ်ပေါ့နော်အမြန်လမ်းတိုင်းဆက်မောင်းသွားလို့ရတယ်ရပါမယ်ပြဿနာကအခုလောဆယ်ရတယ်ငလျင်ကြောင့်တရားတွေကကျိုးထားတဲ့အခါကျတော့တရားကျိုးထားတဲ့အခါကျတော့ဆက်ပြီးတော့မောင်းလို့မရဘူးအဲအကြောင်းလို့မန္တလေးလာခြင်းလူမှန်သမျှဟာဒီရောက်လို့ရှိရင်352မိုင်52မိုင်တိုးဂိတ်ပေါ့နော်တိုးဂိတ်ကျော်ရနဲ့အဝိုင်းတိုးဂိတ်ကျော်ရနဲ့တလိမ့်လိမ့်လှည့်ပြီးတိုင်းတက်ပြီးညာဘက်ကိုချိုးပြီးတော့တောက်လျှောက်ဒီမြင့်ငယ်ဘက်ကိုဖြတ်ထွက်အမြန်လမ်းဟောင်းဘက်ကိုပြန်တက်ပြီးတော့မှမန္တလေးမြို့တွင်ပြန်မောင်းလို့ရတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့အခုလောဆယ်ကျွန်တော်သွားနေတာကမန္တလေးအမြန်လမ်းဟောင်းပေါ်ကိုတက်ဖို့အတွက်ကိုဖြတ်တက်နေတဲ့လမ်းကိုသွားနေတာဖြစ်ပါတယ်အဲ့တော့တိတ်မကြခင်တော့ဒါမန္တလေးမြို့ရောက်ပါတော့မယ်ကျွန်တော်ဒါကရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကကန်တာအေးချေးရွာတို့ပလိတ်တို့အဲ့ဒီဘက်တွေပေါ့ခင်ဗျာအဲ့ဒီမြင်ကွင်းတွေပေါ့ဆိုတော့ဒီနေရာတစ်ဝိုက်ကတော့လောလောဆယ်တော့ဒီငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုအကြီးကြီးမားမားရှိခဲ့ပုံမရပါဘူးဘာလို့လဲဆိုတော့မြင်ကွင်းတွေအရာဆိုတော့အဆောက်အဦတွေကပြိုကျပျက်စီးနေတာသိမတွေ့ရဘူးဒီလိုပဲအဆောက်အဦတွေအကွဲကြောင်းထားတယ်လည်းမတွေ့ရဘူးဆိုတော့ပြောရင်တော့အမြန်လမ်းရန်ကုန်မန္တလေးလမ်းဟောင်းပဲပေါ့နော်ရန်ကုန်မန္တလေးလမ်းဟောင်းပဲချမ်းမှာတော်တော်အဆင်ပြေတော့တွေ့ရတယ်ဒီမှာဘေးပတ်ဝန်းကျင်မှာဆိုမှာ UPG ပိတ်လို့ပါတော့ဆိုလဲဒီမှာအဆောက်အဦမူရင်တိုင်းကောင်းကောင်းမွန်ရှိနေသေးတယ်ဆိုတော့သဘောကတော့ဒီဘက်ချမ်းကကြီးကြီးမားထိခိုက်မှုမရှိဘူးဆိုတော့အတိတ်ပဲတော့တက်ရောက်ပါတယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကအမြင်ကွင်းတွေဖြစ်ပါတယ်မြင်ကွင်းအချို့ဖြစ်ပါတယ်ဒါကဟိုဆိုင်ဖို့ရဆိုရင်တော့မြင့်ငယ်ထုံးဖို့ပြူးလွင်ခရိုင်ချင်းဆက်သွယ်လမ်းစုံပေါ့နော်လမ်းစုံပြီးတော့တိုးဂိတ်ပေါ့တိုးဂိတ်ကိုကြော်ပြီးရောက်နေပါပြီမန္တလေးလဲလောဆိုတော့ကြည့်ရတာရင်ထင်းရဲမရှိဘူးထင်ပါရဲ့ဗျာရှင်းမပဲလူမရှိဘူးထင်ပါတယ်မန္တလေးကနော်မန္တလေးကရှင်းမပဲလူမရှိဘူးထင်ပါရဲ့လမ်းကျော်ရင်ကျော်ကခါတော့မြင်တဲ့အတိုင်းပဲပိတ်ဆို့နေတယ်ဆိုတော့ကြည့်ရတာတော့မိပွိုင်မရှိဘူးတစ်ချက်ကမိပွိုင်မရှိဘူးကြည့်ရတာမိပွိုင်မရှိတဲ့ခါကျတော့ရင်ထင်းရဲမရှိဘူးရင်ထင်းရဲလည်းမရှိတော့လမ်းကပိတ်ချက်နေတယ်အခုလောဆိုတော့အဲ့လိုဖြစ်နေတာတော့တွေ့ရတယ်ကျတော့ခက်လားဆိုတော့လဲဘယ်လောက်မှလည်းကားများတာလည်းမဟုတ်ဘူးဗျဆိုတော့ဒါစနစ်လိုနေပြီထင်တာပဲဒီနေရာလေးရပါတော့နေရာကတော့ပြင်းလွင်မြင့်ငယ်ထုံးဖို့ပြင်းလွင်ဆိုပြီးတော့ခရိုင်ချင်းဆက်သွယ်လမ်းဆိုပြီးတော့စာလေးရေးထားတာတွေ့ရပါတယ်နော်အဲ့နာလေးပါကဲလမ်းကတော့ဒီလိုဖြစ်နေတယ်ကြည့်ကြပါဦးကျွန်တော်ရဲ့ဒီ0 mile to မန္တလေးမန္တလေးခီးစဉ်ကတော့ဘာပဲပြောအခုဆိုရင်ဒါမန္တလေးမြို့တွေကိုရောက်ရှိလာခဲ့ပြီဖြစ်တယ်ပေါ့နော်မန္တလေးမြို့ရောက်ရှိလာခဲ့ပြီဖြစ်တယ်ဘာပဲပြောကျွန်တော်တို့ဒီခီးစဉ်တစ်ခုလုံးကိုကျွန်တော်ဒါကားပေါ်မှာကြီးပဲတောက်လျှောက်ရိုက်သွားတယ်လမ်းကိုရိုက်ပြသွားတယ်အဓိကရည်ရွယ်ချက်ကတော့ရန်ကုန်ကနေပြီးတော့မန္တလေးကိုအမြန်လမ်းပေါ်တောက်လျှောက်လာလို့ရတယ်352မိုင်အထိတောက်လျှောက်မောင်းလို့ရတယ်ဆိုတော့သိစေချင်တာရဲ့လမ်းလျှောက်မှာရင်ဆိုင်နိုင်တဲ့လမ်းခက်ခဲလေးအခြေအနေကိုသိစေချင်တာရဲ့နောက်တစ်ခုကမန္တလေးကိုအခုချိန်မှာသွားဖို့တည်ဖို့ဆောင်ရေးအရာဖြစ်စေကူညီဖို့ဖြစ်စေသွားဖို့လူတွေသွားလို့ရပြီဆိုတော့သိစေချင်တာကြောင့်ဒီကျွန်တော်ဒီရန်ကုန် to မန္တလေး0 mile to မန္တလေးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်မောင်းပြသွားတာဖြစ်ပါတယ်အဲ့တော့ဘာပြောပြီးရင်တော့ကျွန်တော်မန္တလေးမှာဘယ်လိုအခြေအနေရှိတယ်ဘာဆက်လုပ်မလဲဘယ်လိုဆက်လုပ်မလဲဆိုတော့ထပ်ပြီးတော့လိုက်ပြသွားပါအောင်မယ်โอเคအားလုံးပဲဒီအားလေးနဲ့ကြည့်ပြီးတော့good night ပါဗျာနော်